没水，空台你的台工个，得懂得打去啦，看不进个，生计啦。但嘛好，北京隆重的路看啥呀啦？啲美國人哈，苗大人做對嘢咪知別咩？苗的咪人做到，你先บอกว่า嘛，苗啦，你那你睇你呀的，呀人聽吧嘞。巴掌苗的咪人哈，把穩健的安穩困家飛坡，地老當住宅你呀啦嘞，說那個，但買招呢，起比列啦只要嘛。The Mai de Shama, Leonardo da Vinci, Vitruvian Man Lomio, Amioda Kanago di Shabong Rigobe, Luda Along yet Sanong appear the Makejabare. A Sao Udui, Garene Taigon Rigo, di Dinda Chedrineve, di Sao Kela Pibare. Seba Saya Santa Murine, Gardai Mu Santa de Ayudu Marang, Amutami Rigo, Majagan Sasuni and Negegama, Satin Tedun Lagela Pibare. ဒါဆိုရင်ဒီလိုစံနှုန်းတွေကလုပ်ငန်းခွင်မှာဘယ်လိုတက်ရောက်မှုတွေရှိနေပါသလဲ။ရုံးခန်းအပူချိန်ဟာအမျိုးသားတွေအတွက်ပဲအဆင်ပြေအောင်ခင်ကြီးထားလေးရှိတာကြောင့်အမျိုးသမီးတွေဟာအေးတံကိုအမြဲတမ်းအန်တုနေရပါတယ်။ကလေးနိုးတိုက်ဖို့အတွက်တီးတန့်နေရမရှိတာကြောင့်တန့်စင်ခန်းတွေမှာခိုးပြီးလှုပ်ဆောင်နေရတဲ့မိခင်တွေအများကြီးရှိနေပါတယ်။ဒီလိုပတ်ဝန်းကျင်တွေကအမျိုးသမီးတွေကိုသူတို့အားမလို့အားရဖြစ်စီသလိုအမြဲတမ်းဝင်လေးနေစီတာဖြစ်ပါတယ်။ဒါကိုပြောင်းလဲဖို့စ조사ကြည့်တဲ့အခါဘလို့ထူးခြားတဲ့ကြားလိုက်တွေထွက်ပေါ်လာခဲ့ပါတယ်လေ။ကားပါကင်နေရာကိုကလေးထိုင်ကုန်ထုတ်ရလွယ်အောင်ကျဲဝန်းတိဆောက်တာမျိုးနဲ့တကားတွေကိုအင်အားအများကြီးသုံးစီရမလို့ပဲဖွင့်နိုင်အောင်ပြုလုပ်တာမျိုးတွေကအမျိုးသမီးတွေအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။လုပ်ငန်းခွင်မှာတင်ကလေးထိုင်ကြောင်းပြီးမဲ့နေရာတွေရှိလာတဲ့အခါမိခင်တွေဟာပိုပြီးအာရုံစိုက်အလုပ်လုပ်နိုင်လာကြပါတယ်။ဒီလိုနေရာမျိုးမှာအမျိုးသမီးတွေရဲ့စိတ်နေစိတ်ထားကတော့ဘလို့ပြောင်းလဲသွားနိုင်မလဲအမျိုးသမီးတွေဟာတယောက်နဲ့တယောက်အားပေးကူညီပြီးအကြံဉာဏ်တွေဖလှယ်နိုင်တဲ့နေရာမျိုးမှာသူတို့ရဲ့ရည်မှန်းချက်တွေကိုဝန်လေးမှုမရှိဘဲပွင့်လင်းလင်းဆွေးနွေးနိုင်ကြပါတယ်အချင်းချင်းဖေးမကူညီတတ်တဲ့ဒီလိုပတ်ဝန်းကျင်မျိုးဟာစိတ်ပိုင်းဆိုင်ရာအရာရောလုပ်ငန်းခွင်အောင်မြင်မှုအတွက်ပါအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဒါတင်မကပဲအမျိုးသမီးတွေအတွက်အဆင်ပြေတဲ့ပတ်ဝန်းကျင်ဟာစီးပွားရေးအရာပါကြီးမားတဲ့အကျိုးကျေးဇူးတွေရှိနေပါတယ်။အမျိုးသမီးတွေဟာအမျိုးသားတွေနဲ့တန်းတူအလုပ်လုပ်နိုင်မယ်ဆိုရင်အမေရိကန်နိုင်ငံရဲ့ GDP ဟာ9%လောက်ထိတိုးတက်လာနိုင်ပါတယ်။ဒါဟာဒေါ်လာ1 trillion လောက်နဲ့ညီမျှတဲ့ပမာဏဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ငွေကြေးလုံခြုံမှုဟာသူတို့ရဲ့မိသားစုနဲ့လူမှုပတ်ဝန်းကျင်ကိုပါပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ဒီအကျိုးကျေးဇူးတွေကိုရုံးခန်းထဲမှာနေမဟုတ်ဘဲမြို့ကြီးတွေထိချဲ့ထွင်ကြည့်ရင်ဘာတွေတွေ့ရမလဲမြို့ပြစီမံကိန်းအများစုမှာအမျိုးသမီးတွေရဲ့လိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားလိမ့်မရှိပါဘူး။စီးရင်စရာတွေအရမြို့ပြစီမံကိန်းတွေရဲ့2%မှာပဲအမျိုးသမီးတွေအကြောင်းပါဝင်နေတာပါ။အမျိုးသမီးတွေဟာအိမ်မှုကိစ္စနဲ့မိသားစုကိုပြုစုဆောင်ချောက်ဖို့အတွက်အမျိုးသားတွေထက်39%ပိုပြီးအချိန်ပေးနေရတာကိုသတိပြုဖို့လိုပါတယ်။မြို့ပြဒီဇိုင်းတွေမှာအမျိုးသမီးတွေအတွက်အခက်အခဲဆုံးဖြစ်နေတဲ့အရာကဘာဖြစ်မလဲအများသုံးတည်ယူပို့ဆောင်ရေးစနစ်တွေဟာခလေးတွန်းလေးတွေနဲ့တွာလာဖို့ခက်ခဲနေစေဖြစ်ပါတယ်။အမျိုးသမီးတွေဟာခရီးဝေးတစ်ချောင်းတည်းသွားတာထက်ခလေးချောင်းပို့တာဈေးဝယ်တာစတဲ့ခရီးတိုလေးတွေကိုခဏတွာလာနေရတာပါ။ဒီလိုအတွေ့အကြုံတွေကိုထည့်သွင်းစဉ်းစားပြီးမြို့ပြတွေကိုပြန်လဲပုံဖော်ဖို့လိုအပ်ပါတယ်။တကယ်လို့ဒီအခက်အခဲတွေကိုသာဖြေရှင်းပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေဟာဘယ်လိုပုံစံမျိုးဖြစ်သွားနိုင်မလဲ။အိမ်နဲ့နီးတဲ့နေရာမှာပဲတွာလာရေးလွယ်ကူပြီးမှတ်တိုင်မှာတဲ့အခြားမိဘတွေနဲ့စကားပြောရင်အနားယူနိုင်တာမျိုးကိုစဉ်းစားကြည့်ပါအလုတ်ခွင်မှာတဲ့ခလီထင်းချောင်းပေးမဲ့နေရာရှိနေပြီးအလုတ်ပြီးတဲ့အခါမှတ်တိုင်မှာတဲ့စီးခန်းပြတာဒါမှမဟုတ်ဘဏ်ကိစ္စတွေကိုတပားတည်းပြီးစီးအောင်လုပ်နိုင်တာမျိုးဖြစ်ပါတယ်ဒီလိုမျိုးအဆင်ပြေတဲ့စနစ်တစ်ခုဟာအမျိုးသမီးတွေရဲ့ဘဝကိုအများကြီးပြောင်းလဲစေမှာဖြစ်ပါတယ်ဒီလိုအပြောင်းလဲတွေဖြစ်လာဖို့အတွက်အခြေခံအကျဆုံးလိုအပ်ချက်ကဘာများဖြစ်မလဲအမျိုးသမီးတွေရဲ့ခြားနားတဲ့အတွေ့အကြုံတွေကိုအားနည်းချက်လို့မမြင်ပဲတန်ဖိုးထားဖို့လိုအပ်ပါတယ်။သူတို့ကိုလူသားတစ်ယောက်အနေနဲ့တည်းမဟုတ်ပဲလူအဖွဲ့အစည်းကိုအကျိုးပြုနေသူတွေအဖြစ်အတိအမှတ်ပြုပေးရပါမယ်။ဒါဟာကျွန်တော်တို့အားလုံးရဲ့အနာဂတ်အတွက်ပိုမိုကောင်းမွန်တဲ့ကဘာကြီးကိုတည်ဆောက်ပေးမယ်အစပျိုးမှုတစ်ခုဖြစ်ပါလေ။ဒီလိုစနစ်တကျပြောင်းလဲမှုတွေကနေတဆင့်လူသားအားလုံးအတွက်ပိုမိုမျှတတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ်။